150cc ကလပ်ဆိုင်ကမှာကလပ်မဆွဲဘဲနဲ့ဂီယာထိုးနိုင်တယ်ဆိုရင်ရုံမလားဒါကတော့ Yamaha R15 မှာပါလာတဲ့ Quick Shutter Technology တစ်ခုပါပဲအားလုံးပဲမင်္ဂလာပါ Daily by M ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနည်းပညာကစီစီမြင့်ဆိုင်ငယ်တွေမှာပါလာတာကြာပါပြီအခုလိုလူကြိုက်များတဲ့ 150cc R15 မှာထည့်လိုက်ပေးလိုက်တဲ့အခါမှာတော့ R15 ကိုတစ်ခုတင်ပေးလိုက်သလိုပါပဲပုံမှန်ဆိုင်ငယ်တွေမှာဂီယာထိုးမယ်ဆိုလို့ရှိရင်လီဗာကိုလျှော့တယ်ကလပ်ဆွဲတယ်ဂီယာထိုးတယ်ကလပ်လွတ်တယ်ဆိုပြီးတော့အဆင့်လိုက်လုပ်ရပါတယ်ဒါပေမဲ့ R15 ရဲ့ Quick Shutter ကတော့ကလပ်ဆွဲစရာမလိုပဲဂီယာထိုးလိုက်တာနဲ့ဂီယာတောင်းဝင်သွားပါတယ်တခုတတိပြရမှာကဂီယာအနှိမ့်ကနေပြီးတော့အမြင့်ကိုပဲဂီယာထိုးမှ Quick Shutter အလုပ်လုပ်တာပါဂီယာအမြင့်ကနေပြီးတော့အနှိမ့်ကိုဂီယာလျှော့မယ်ဆိုရင် Quick Shutter အလုပ်မလုပ်ပေးနိုင်ပါဘူး Quick Shutter ကဘယ်လိုအလုပ်လုပ်လဲရှင်းပြပေးပါမယ်ဂီယာမှာပါတဲ့ဆန်ဆာလေးကကလပ်မဆွဲပဲဂီယာထိုးကြောင်းကိုစင်ကနေပို့လိုက်တယ် ECU Engine Control Unit ကလက်ခံပြီးတော့engine ထဲမှာမီးလောင်ကျွမ်းခြင်းနဲ့စီပြန်းခြင်းကိုထိန်းချုပ်လိုက်တာကြောင့် engine speed ကခဏတာလျော့ကျသွားပါတယ်။အဲ့လိုလျော့သွားတာနဲ့ Quick Shutter ကတောက်ဝင်လာပါတယ်။ engine speed ကျသွားတာနဲ့ engine power ပါကျသွားကဂီယာဘောက်ပေါ်ကဖိအားလေးလျော့သွားတယ်။ဖိအားလျော့သွားတာနဲ့ Quick Shutter ကဂီယာဆက်သွားလေးတွေကိုရှော့ရှော့မှုမြင်မြင်ဆန်ဆန်နဲ့ဂီယာထိုးတင်ပေးလိုက်ပါတယ်။အဲ့လိုနဲ့ကလပ်မဆွဲရဘဲနဲ့ဂီယာထိုးလို့ရသွားပါတယ်။ဒါကတော့ Quick Shutter အလုပ်လုပ်ပုံပါ။ normal ဂီယာ8တွေမှာဆိုလို့ရှိရင်ကလပ်လိုတယ်ကလပ်ဆွဲရတဲ့အတွက် engine အချိန်ကျသွားတယ်။ဂီယာချိန်တာလည်းနည်းနည်းနှေးတယ်။ Quick Shutter ကတော့ကလပ်မလိုဘူးကလပ်မဆွဲရတဲ့အတွက်အချိန်မကျသွားဘဲနဲ့ acceleration smooth ဖြစ်တဲ့ဂီယာချိန်မြန်တယ်ဒါကြောင့် Quick Shutter ပါလာတဲ့ Yamaha R15 2026ဆိုင်ကယ်ကို 150cc ကလပ်ထဲမှာ Racing Technology ပါလာတဲ့ Sport Bike လို့ပြောကြတာပါနောက်ဗီဒီယိုမှာ Quick Shutter ဘယ်လိုနီလန်းမှန်မှန်အသုံးပြုရမလဲသိချင်တယ်ဆိုလို့ရှိရင်အကောက်ကို follow လေးလုပ်ထားကြပါဗျ comment ထဲမှာလည်းပဲဝင်ရောက်ဆွေးနွေးသွားကြပါအောင်သိချင်တာရှိရင်လည်းပဲဝင်ရောက်တောင်းဆိုသွားလို့ရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါ